မင်းသားတောင်သူလောက်မမင်းသားတဲ့ဘောလုံးသမားများဒီနေ့မှာတော့တင်မြင်လိုက်ရင်ယောက်ျားချင်းတောင်ကျွေးဆင်းသွားလောက်မယ်ဘောလုံးသမား9ယောက်အကြောင်းကိုပြောပြပေးသွားမှာပါပထမတစ်ယောက်ကတော့အီတလီနောက်ခံလူ Riccardo Calafiore အကြောင်းပြောရအောင်ပါ Calafiore ဟာသူ့ရဲ့ခံရတဲ့မျက်နှာသွင်းပြင်တန်ရှင်းတရက်တဲ့သပင်ပုံစံနဲ့ fashion ကြတဲ့ဝတ်စားဆင်ရင်မှုတွေကြောင့်ပရိသတ်တွေရဲ့အာရုံကိုဖန်ဆားနိုင်သူပါသူ့ရဲ့အားကစားသမားဆန်တဲ့ကိုယ်ခန္ဓာနဲ့ယုံကြည်မှုရှိတဲ့ဟန်ပန်တွေကသူ့ကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်အထူးသဖြင့်သူ့ရဲ့မျက်လုံးတွေနဲ့ပြုံးလိုက်တဲ့အခါပေါ်လာတဲ့အပြုံးကမိန်းကလေးပရိသတ်တွေကြားမှာရေပန်းစားပါတယ်နောက်တစ်ဦးကတော့အင်္ဂလန်လက်ရွေးစင် Jude Bellingham ပါ Bellingham ဟာငယ်ရွယ်ပေမဲ့ရင့်ကျက်တဲ့ရုပ်ရည်ပြတ်သားတဲ့မျက်နှာသွင်းပြင်နဲ့ခေတ်မီတဲ့ fashion အာရုံတွေကြောင့်လူငယ်တွေကြားမှာ style ကန်တူးလိုဖြစ်နေပါတယ်။သူ့ရဲ့သပင်ပုံစံမျိုးမျိုးနဲ့ဝတ်စားဆင်ရင်မှုတွေကသူ့ကိုဘလို့ပုံစံနဲ့မဆိုလိုက်ဖက်ညီစေပြီးအမြဲတမ်းစမတ်ကျနေစေပါတယ်။ကွင်းထဲမှာရောကွင်းပြင်ပမှာပါသူ့ရဲ့ကိုယ်ပိုင်ဟန်ပန်ကပရိသတ်တွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။နောက်တစ်ယောက်ကဘောလုံးလောကရဲ့ fashion နဲ့ခါလို့ပြောလိုက်တာနဲ့ David Beckham ကိုခြံထားလို့မရပါဘူး။ Beckham ဟာသူ့ရဲ့ကစားသမားဘဝကတည်းက fashion နဲ့ပတ်သက်ပြီးခေတ်ရည်စီးကြောင်းကိုဦးဆောင်ခဲ့သူပါ။သူ့ရဲ့သပင်ပုံစံမျိုးမျိုးတက်တူးတွေစမတ်ကျတဲ့ဝတ်စုံတွေနဲ့ပေါ့ပဝတ်စုံတွေထိဘလို့ fashion မျိုးကိုမဆိုလိုက်ဖက်ညီစွာဝတ်ဆင်နိုင်စွမ်းကသူ့ကိုကဘာကျော် fashion ရကန်တူးဖြစ်စေခဲ့ပါတယ်။သူ့ရဲ့ရင့်ကျက်တဲ့အလှနဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးတွေကအချိန်ကြာလာတာနဲ့အမျှပိုပြီးခန့်ညားလာပါတယ်။ငယ်တုန်းကအခုကော်ပဲကြီးကတော့စော်ကြည်နှုံးကမကြသေးပါဘူး။ Lucas Bergvall ကတော့ဆွီဒင်နိုင်ငံရဲ့မျက်နှာတစ်ကျဲပွင့်တူပါသူ့ရဲ့ထူးခြားတဲ့ဆွဲဆောင်မှုကတော့မျှတတဲ့မျက်နှာသွင်းပြင်ထက်မြက်တဲ့မျက်လုံးတွေရွှေရောင်စပင်နဲ့တန်ရှင်းတဲ့ Nordic ပုံစံပဲဖြစ်ပါတယ်။သူ့ရဲ့ရုပ်ရည်ကငယ်ရွယ်နှုပြိုပြီးလန်းဆန်းတဲ့အသွင်ပြင်ကိုပေးစွမ်းပါတယ်။သူ့ရဲ့အေးဆေးတည်ငြိမ်တဲ့ဟန်ပန်နဲ့အားကစားသမားဆန်တဲ့ကိုယ်ခန္ဓာကသူ့ကိုပိုပြီးဆွဲမက်ဖွယ်ကောင်းစေပါတယ်။နောက်ဆုံးအနေနဲ့ကမ္ဘာဘောလုံးလောကရဲ့အလှဆုံးလူသားလို့တင်စားခံရတဲ့ Cristiano Ronaldo အကြောင်းပြောရအောင်ပါ Ronaldo ဟာသူ့ရဲ့ကြွက်သားအလှပြတ်သားတဲ့မျက်နှာသွင်းပြင်အမြဲတမ်းတန်ရှင်းတရက်တဲ့သပင်ပုံစံနဲ့စတိုင်ကြတဲ့ဝတ်စားဆင်ရင်မှုတွေကြောင့်ကမ္ဘာတဝန်းကပရိသတ်တွေကိုဆွဲဆောင်နိုင်သူပါသူ့ရဲ့ယုံကြည်မှုရှိတဲ့အကြည့်ပြုံးလိုက်တဲ့အခါပေါ်လာတဲ့အပြုံးနဲ့အားကစားသမားဆန်တဲ့ကိုယ်ခန္ဓာကသူ့ကိုဘောလုံးကွင်းထဲမှာရောကွင်းပြင်ပမှာပါထင်ရှားပေါ်လွင်စေပါတယ်သူ့ရဲ့ကိုယ်ခန္ဓာထိမ့်သိမ်းမှုနဲ့ကြအမ်းမာရေးလိုက်စားမှုတွေကလည်းသူ့ရဲ့ဆွဲဆောင်မှုရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒီကစားသမား9ဦးစလုံးဟာသူတို့ရဲ့ဘောလုံးစွမ်းရည်တွေအပြင်ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်တွေကိုယ်ပိုင်ဟန်ပန်တွေနဲ့ fashion အာရုံတွေကြောင့်ကမ္ဘာတဝန်းကပရိသတ်တွေရဲ့အချစ်ကိုရရှိထားကြသူတွေဖြစ်ပါတယ်။သူတို့တဦးချင်းစီမှာကိုယ်ပိုင်ဆွဲဆောင်မှုတွေရှိကြပြီးဘောလုံးလောကကိုပိုပြီးစိတ်ဝင်စားစရာကောင်းအောင်ဖန်တီးပေးနေကြပါတယ်။